လူတွေဆိုတာကမကောင်းတာလုံးမကောင်းမြင်တာမဟုတ်ဘူးဗျကောင်းတာလုံးလေမကောင်းမြင်တဲ့လူတွေကတက်တက်ကိုရှိတာအဲ့ဒါကြောင့်ကိုလန်းကိုပဲအာရုံစိုက်ကျန်တာဘာမှကြီးမဆိုင်နဲ့လူကတော့အရင်လူပါပဲစိတ်ကတော့အရင်လိုမဟုတ်တော့လူတိုင်းကကိုလိုမဟုတ်ဘူးဆိုတာသိလိုက်ရတယ်အားနာပြီးသဘောကောင်းတာပဲရှိရဲမိမတိုင်းနဲ့ရောရောနောနောနေရထဲမှာငါမပေါအောင်မိမမြင်ဘူးလေအခုခေတ်ပုံတွေ AI ကိုသုံးပြီးတင်ကြတာများတော့ငါတို့လိုယူချိုးတဲ့လူတွေပုံတင်ရတာလေတရုပ်ခါ AI လို့ထင်နေကြတယ်